ကိုလိုချင်တဲ့မေတ္တာရဖို့အတွက်ကိုကလည်းမေတ္တာရှိအောင်နေတတ်ဖို့လိုတယ်မေတ္တာရဲ့သဘောကသိမ်မွေးနဲ့ဆိုင်လွန်ပါတယ်မေတ္တာရဲ့တသဘာဝကအကြည်တက်အေးတဲ့ကလေးလွှမ်းခြုံနေတာဖြစ်တယ်လူတစ်ယောက်မှာမေတ္တာတက်ကလေးကိန်းဝင်နေရဆိုရင်သိကိုသိတာလို့နေသူ့နာကိုရောက်သွားရင်အကြည်တက်အေးလိုင်းကလေးတွေကစိတ်ပြားနေပြီးမျက်နှာကလေးကလည်းကြည်လင်းပြောတဲ့စကားလေးတွေကလည်းချိုတာနူးညံ့ပြီးကောင်းကျိုးဖြစ်စေမယ့်အကြောင်းလေးတွေပဲပြောတတ်တယ်သူနဲ့စကားပြောရရင်ကိုစီမှာပါအကြည်တက်ကလေးတွေကူးဆက်ပြီးမျက်နှာကလေးပါလိုက်ပြီးပြုံးချူကြည်လင်လာစေတယ်တချို့ကမေတ္တာတော့လိုချင်တယ်ဒါပေမဲ့မေတ္တာရှိအောင်မနေတတ်ဘူးမျက်နှာထားအလိုမကျရင်စူပုတ်ကောက်ချိတ်ပြီးပြောသမျှစကားတွေကလည်းအပြတ်သဘောအစိုးမြင်ဘုကလန်ကြီးကြီးပဲပြောတတ်တယ်သူနဲ့မင်းချင်းဆန်လိုက်တာနဲ့ကိုယ့်ရင်ထဲမှာမီးလာတယ်လို့မျိုးအပူလိုင်းတွေကချက်ချင်းကူးဆက်ပြီးကို့မှာရှိတဲ့စိတ်အကြည်လေးတွေတောင်မှပျောက်ဆုံးကုန်တယ်အဲ့လိုလူမျိုးကိုတော့မဝေးရှောင်တဲ့နေကိုယ့်ရဲ့စွမ်းရည်နဲ့စုပ်ယူခံနေရအောင်မယ်နော်ကိုကမေတ္တာလိုချင်နေဆိုရင်ကိုယ့်စီမှာမေတ္တာအရင်ဖြည့်ထားဖို့လဲလိုတယ်ကို့မှာရှိနေမှသူများကိုဖြန့်ဝေနိုင်မှာမဟုတ်လားဒါကြောင့်နေ့စဉ်မေတ္တာစိတ်ကလေးအကောင်းမြင်စိတ်ကလေးတွေထားပြီးဘာတွေးဘာပြောဘာလုပ်တတိလေးကပ်ကောင်းမွန်ချိုသားတဲ့မေတ္တာစိတ်ကလေးထားပြီးတွေးမယ်ပြောမယ်လုပ်မယ်ဆိုရင်ကိုယ့်ရဲ့မေတ္တာလိုင်းတွေကသူများစီကိုကူးဆက်စေရပါပဲကိုကမေတ္တာလိုချင်ရင်ကိုကအရင်မေတ္တာပေးရတယ်ကိုကအချို့လိုချင်ရင်ကိုကလည်းအချို့တက်ကလေးနဲ့စရတယ်ကိုကအလင်းတက်လိုချင်ရင်ကိုယ့်ရဲ့စိတ်နှလုံးကိုအမောင်ချထားလို့မရဘူးမေတ္တာစိတ်အကောင်းမြင်စိတ်ကလေးနဲ့လင်းချင်းစေရမယ်ကိုယ့်ကိုမေတ္တာရှိစေခြင်းရင်မေတ္တာရှိအောင်နေဖို့လိုပါတယ်